ရှောင်းရည်တင်ကိုလှုပ်တယ်ငါသေးလေးကိုက်ခါလူကိုချီတယ်ဒီနေ့တော့ခွဲကိုနေရတယ်ပြိုင်ပွဲဆိုဒီအနုပညာနဲ့ပတ်သက်တဲ့ပြိုင်ပွဲလို့ပြောတာအတီးပြန်ပွဲကျောက်ကပွဲရတယ်ရှိလားအဲ့ခိုင်လေးနဲ့ဇလန်းတွဲရိုက်ဘူးလားမမှတ်မိတာမရှိဘူးလေလို့ခိုင်သိကြည့်လို့မင်းသမီးနဲ့ရိုက်ခဲ့ဘူးရင်တော့မှတ်မိရမှာပေါ့အော်ပါရဲ့အဲ့လေဟဲ့ကိုချိုးကလောဝိတ်ထိုးလာဝါနာပါလေဆိုနည်းနည်းပေါ့ကျွန်တော်ကဘာလုပ်လဲမလုံးပါဘူးလုံးလိုက်ပေါ့ဒါမှခေါင်းစုကြီးချွတ်လို့ရအောင်ပါဗျာမစားတော့ဗျာမြင်းမြဲဤကဘာလောကပြိုကွဲသွားရင်ကောင်းကင်လေးဟင်းလေးပြင်မဲ့ဖြစ်လိမ့်မယ်ပညာတွေကိုစစ်လို့ရောင်စားလိုက်မယ်ချစ်သူထားခဲ့လေသာခြင်းများလေဘောလုံးကန်မှုရမလားတခါပဲဘာဖြစ်တာတော့ဒီဘက်လှည့်ပြီးတော့ရှေကဲနာမည်ကအပြင်မှာလဲနာမည်နှလုံးပဲမလားဟုတ်တယ်မလားမပြောပြဘူးတက်ချင်တာအဲ့လိုမရဘူးလို့ပြောမှာအေးလေမင်းရပြရမှာပေါ့အဲ့ဒါနဲ့တော့စားနေရခုလိုမရမလို့ဖြစ်အောင်ဘလို့နေတယ်ပေါ့စားရလေရက်စားဒါကိုယ့်ရဲ့ဒါဖျားပြီးတဲ့ခါစုလက်လေးပဲပေါ့တက်နိုင်အဲ့လိုဖြစ်သွားတာငါဆိုတဲ့အတ္တဆွဲတယ်မသိနေငါကိုယ်တိုင်မလုံးပြီးပါပဲလူကိုလူချင်းချစ်တဲ့စကလေးမဝေးဝေးကရင်ယူမဖြစ်တာပဲချစ်ရလူတွေကချစ်တဲ့မရှိရရကဲဘိုးထွေးဒီလေချူလို့ရပါပြီရှာပါဘီဘာလဲမှန်လားမှန်မလားတို့လိုက်စမ်းကဲအဲ့တော့ကျွန်တော်ဘေးနားကရွှေခဲမျက်နှာဖုံးနောက်ွယ်ရဆယ်လီကတော့အားလုံးချစ်ရတဲ့ကျွန်တော်ရဲ့ညီလေးတရုတ်ဆောင်ငိမ့်တော်ပဲဖြစ်ပါတယ်လက်ခုပ်တန်အကျဉ်းနဲ့အားပေးရအောင်ကိုထွန်းခံလိုက်ရပြီလားမင်းကွာရုပ်ရှင်ကဘယ်တော့ရိုက်တာလဲရင်းတော်နိုင်ငံနဲ့က သူမေ့တာ ကဲ I can see you မှာဟုတ်တယ်ဟုတ်ပြောရကျွန်တော် hit ပေးပါတယ်မခိုင်လေးကိုကြတော့နေယူရမှာနောက်ကနေအမမရပြီနော် short တော့နော်အရန်ကောင်းတယ်လေတဲ့အော်နင်းပါလားဟာသူမမီဘူးနင်းပါမတော့ငါမသိဘူး